ကျင်သွားတာပေါ့နော်နောက်တစ်ခုဆိုကျွန်တော်ကို challenge လုပ်ကြည့်ရယ်ကျွန်တော်100 day challenge ကျွန်တော်တို့ဒီလိုချင်တဲ့အောင်မြင်မှုတွေကျွန်တော်တို့သွားချင်တဲ့ band နိုင်စီရောက်ဖို့ဆိုတာကအလေးချင်းတီးတီးလေးရာနေပြီးတော့စပြီးတော့သွားရတာပေါ့နော်အလေးချင်းတီးတီးလေးတိစောက်တဲ့ခါကျရင်ကျွန်တော်တို့ကစလုပ်မယ်ဆိုရင်ခက်ခဲလားဆိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ JLS ပါကျွန်တော်တို့ဒီနေ့ကျွန်တော်ကဒီ JLS Insight ဆိုတဲ့ဒီ account တင်လေးကိုစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဒီ JLS Insight ကိုလောက်ရတဲ့ရည်ရွယ်ချက်ကကြတော့ကျွန်တော်နေ့စဉ်ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကို sharing လုပ်ပေးချင်တာရယ်ပြီးတော့ကျွန်တော်ဖတ်ဖြစ်တဲ့စာအုပ်တွေပြီးတော့ဘယ်လိုပြောမလဲကျွန်တော်သိတဲ့ knowledge တွေကို sharing လုပ်ပေးချင်တဲ့နေရာလေးတစ်ခုအနေနဲ့တသက်မှလေးထားချင်လို့ကျွန်တော်ဒါလေးကိုစပြီးတော့ run ပြတာပေါ့နော်ကျွန်တော်ဒီ2026မှာဒီ JLS Insight မှာ knowledge sharing video လေးပုံမှန်တင်ပြသွားနိုင်အောင်လို့စပြီးတော့လုပ်ဖြစ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တူတူ knowledge တွေအပြန်အလှန် sharing လုပ်လို့ရပါပေါ့နော် comment ဝင်ရေးတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းအဲ့လိုမျိုးတစ်ခုခုပေါ့နော်ကျွန်တော်တို့အပြန်အလှန် sharing လုပ်လို့ရတဲ့ဟာတွေလောက်တော့ကြမယ်ပေါ့ okay ကျွန်တော်ဒီနေ့မှာတော့ပထမဆုံး video လေးဖြစ်တယ်ပြီးတော့ကျွန်တော် topic ကိုအရှင်းကြီးမပြောချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော် short to the point နဲ့ကျွန်တော်လက်ရှိလုပ်ဖြစ်တဲ့ဒီ habit နဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးပါမယ် okay ကျွန်တော်တို့ဒီလိုချင်တဲ့အောင်မြင်မှုတွေကျွန်တော်တို့သွားချင်တဲ့ band နိုင်စီရောက်ဖို့ဆိုတာကအလေးချင်းတီးတီးလေးရာနေပြီးတော့စပြီးတော့သွားရတာပေါ့နော်ကျွန်တော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဒီလတွေမှာ changes လုပ်ဖြစ်တာအများကြီးရှိရပေါ့နော် habit အသစ်တွေတိစောက်တာရယ်ပြီးတော့ကိုယ်တိုင်အဲ့အလေးချင်းတွေပေါ်မှာကိုယ့်ရဲ့ routine တစ်ခု daily routine တစ်ခုအနေနဲ့လေပတ်နေရအများကြီးရှိရပေါ့အဲ့တော့အဲ့ဒီအလေးချင်းတည်တည်လေးတိစောက်တဲ့အခါကျရင်ကျွန်တော်တို့ကစလုပ်မယ်ဆိုရင်ခက်ခဲလားဆိုတော့အရင်ခက်ခဲပါတယ်ဘယ်လိုပြောမလဲဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အုံနောက်ကအရင်လုံနေကြအရာတွေမှာပဲหนีသားကြနေတဲ့အတွက်ကြောင့်မလို့အလေးချင်းအသစ်တွေကိုတိစောက်တဲ့ခါကျရင်ကိုထင်တယ်လို့တင်မလားကျွန်တော်ထင်တယ်လို့ခီးမြောက်တာတွေအများကြီးရှိရပေါ့နော်လုံနေတန်းလန်းနဲ့ပြန်ပြီးအရင်တိုင်းပြန်ဖြစ်သွားတာတွေရှိတယ်အဲ့ဒီခါကျရင်ဘယ်လိုစိတ်ထားပြီးတော့ကျွန်တော်ဘယ်လိုဖြတ်တန်းပြလဲဆိုတော့ကျွန်တော်ပထမဆုံးမနေ့စောကြီးထားတဲ့အကျင့်ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်ကညဘက်ဒီမှာလှုပ်တယ်မနေ့ဆိုရင်အိတ်နေရပေါ့နော်အဲ့လိုမထားနိုင်အောင်မနေ့စောကြီးမထားနိုင်ဘူးအဲ့လိုမျိုးအဲ့ဒီအချိန်မှာဆိုကျွန်တော်ရဲ့ဒီ daily routine မှာလည်းအဲ့လိုမနေ့ကျွန်တော်နိုးလာတဲ့ခါကျရင်အဲ့လိုစိတ်ကမကြည်နေဘူးအဲ့လိုမျိုးခဏဖြစ်တယ်အဲ့တော့ကျွန်တော်ကမနေ့စောကြီးထားတဲ့လေ့ကျင့်ကိုပြောင်းပြီးလုပ်ရတယ်ပြီးတော့ကျင်သွားတာပေါ့နော်နောက်တစ်ခုဆိုကျွန်တော်ကို challenge လုပ်ကြည့်ရယ်ကျွန်တော်100 day challenge ပေါ့နော်ကျွန်တော်ဒီ JLS daily vlog ဆိုတဲ့အကောင်မှာဆိုရင်ကျွန်တော်ကဒီ gym day 1ကနေပြီးတော့ day 100 အထိကိုတင်ထားရပေါ့နော်အဲ့ဒီနောက်ပိုင်းလေးကျွန်တော်ဆက်ပြီးတော့လုပ်နေရပေါ့နော်ဒါပေမဲ့ video ထပ်မတင်ပြတာပဲရှိရကျွန်တော်ရက်တရားပြည့်အောင်ကျွန်တော် gym ကိုသွားနိုင်ခဲ့ရပေါ့နော်ရက်တရားမှာမှကျွန်တော်ခြားထဲမှာနေမကောင်းတာနဲ့အဲ့လိုမျိုးအရင်အရေးကြီးတဲ့ကိစ္စတွေကြောင့်နားခဲ့တဲ့ရက်ကလွယ်ပြီးတော့ကျန်တဲ့ရက်တွေကိုရအောင်သွားခဲ့ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကဒီ habit တစ်ခုနဲ့ပတ်သက်ပြီးတော့ဒီချာလေးစနစ်တကျလေးစူးစမ်းပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီ daily lifestyle မှာအများကြီးပေါ့နော်ပြောင်းလဲလို့ရတယ်အများကြီးရှိလာတယ်ပေါ့နောက်ပိုင်းကျရင်အလုပ်လုပ်ရလဲပိုအဆင်ပြေလာတယ်ပြီးတော့ပို့ပြီးတော့လဲကျဉ်ကျပ်မှဖြစ်လာတယ်လူကပို့ပြီး active ဖြစ်လာတယ်တနေ့လှုပ်ရှားရှိရဲ့အလုပ်တွေကိုလည်းပို့လုပ်နိုင်တယ်ပေါ့နော်အရင်တော့အလုပ်တစ်ခုရှိရဲဆိုရင်နောက်နေ့မှလုပ်မယ်ဆိုရင်နေ့ရွှေညရွှေအကျင့်တွေလည်းတဖြည်းဖြည်းနဲ့ပြင်နိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီအလေးချိန်တွေကြောင့်ပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကဒီဗီဒီယိုမှာအခုဒီ habit နဲ့ပတ်သက်ပြီးတော့ခုနပြောသလိုဒီအလေးချိန်တွေကိုတိစောက်ရခက်လားဆိုတော့အစပိုင်းမှာခက်ပါတယ်။နောက်ပိုင်းတဖြည်းဖြည်းနဲ့အရှင်ရသွားတဲ့ခါကျရင်အဲ့ဒီຢာကျွန်တော်တို့အရင်မခက်ခဲတော့ဘူးနော်။ဥပမာမနက်စောကြီးထားတာကအစပိုင်းမှာခက်ခဲပြီမြင်နောက်ပိုင်းကျရင်သူ့အချိန်ရောက်လာပြီဆိုရင် auto နိုးနေရောကြတော့အဲ့ဒီအချိန်ထက်ကြော်ပြီးဆက်ပြီးအိတ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးအကျင့်ဖြစ်သွားတဲ့ခါကျရင်ကောင်းတဲ့အချက်လက်တွေနဲ့ဘာရှိလဲဆိုတော့ကျွန်တော်တို့မနက်စောကြီးထားတော့အလုပ်တွေပိုလုပ်ဖြစ်တယ်ခန္ဓာကိုယ်ကပို့ပြီးတော့ဘယ်လိုမျိုးလေ့ကျင့်နေလို့တော့လူက active ဖြစ်တယ်တနေ့ကုန်လှုပ်လို့ရအဆင်ပြေညဘက်လေစောစီအိတ်ဖြစ်သွားတယ်အဲ့လိုမျိုးတစ်ခုလေ့ကျင့်တစ်ခုအစ်စ်ကိုပြောင်းလိုက်တဲ့နောက်မှာကျွန်တော်တို့ရတဲ့ရလက်တွေအများကြီးပဲပေါ့နော်ပို့ပြီးတော့ကောင်းလာဖို့ပဲဖြစ်လာအများတယ်ပေါ့အဲ့တော့အခုဒီဗီဒီယိုမှာကျွန်တော်ဒီ habit နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိတဲ့လောက်လေး sharing လုပ်ပြီးသွားပါတယ်အမားတွေပိုင်းလည်းနားလည်ဖို့ပြောချင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုကြရင်ထပ်ပြီးတော့ဆုံပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ